ပထမချက်အနေနဲ့ကျွန်တော်တို့ကနေဖို့ဝင်မှာလားဒုတိယချက်အနေနဲ့ရောင်းဖို့ဝင်မှာလားအားလုံးပဲမိပါမှာကျွန်တော်ဒီနေ့ထူးခြားတဲ့အခန်းလေးခံမှုပြလို့ပါလို့ဖြစ်ပါတယ်ထူးခြားတဲ့အခန်းလေးဆိုတော့မပြောခင်မှာရန်ကုန်မှာ HMB ကိုဘယ်လိုရင်းနှီးမြှုပ်နှံကြလဲဆိုတဲ့ချက်တစ်ချက်ကိုစပြောပြပါပထမချက်အနေနဲ့ကျွန်တော်တို့ကနေဖို့ဝင်မှာလားဒုတိယချက်အနေနဲ့ရောင်းဖို့ဝင်မှာလားဆိုတဲ့ပုံမှာမူတည်ပြီးကျွန်တော်တို့ပြတ်လာမှုတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောလိုက်ပြီးနည်းနည်းရှုပ်သွားမယ်အဲ့တော့ဒီချက်လေးကိုကျွန်တော်ရှင်းပြပြီးပြန်တော့မယ်တထောင်မှုဝင်မယ်ဆိုတဲ့အချက်လေးကိုကျွန်တော်ပြောပြမှုပါရောင်းမှုဝင်မယ်ဆိုတဲ့အချက်မှာပါလဲဆိုရင်ကျွန်တော်တို့ဒီအိမ်မှာငါတို့ရင်းနှီးမြှုပ်နှံလိုက်ပြီးဒီခန်းလေးဝယ်လိုက်ပြီးဆိုလို့ရှိရင်လာပိုင်းထဲမှာငါတို့ဘယ်လောက်ဒီမျက်နှာကိုအခြေအနေရှိတယ်ပြန်ပြီးရောင်းဆိုလို့ရှိရင်ရောအငါးတင်မယ်ဆိုပြီးဒီနားမှာအဆင်ပြေရဲ့လားအငါးအခြေဘယ်လောက်ရှိနိုင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ရွေးချယ်ကြမှာနေဖို့ကတော့ရှင်းပါတယ်မိသားစုနဲ့တူတူလေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့တွားရလာရေးစင်ပြရမယ်ကြောင်းနေရမယ်ဈေးနေရမယ်ဟဲ့လားဒါမျိုးဒီစေုပ်စီတဲ့နေရမယ်အဲ့လိုချက်လက်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ရွေးချယ်ကြတာကနေဖို့အတွက်ကိုရွေးချယ်ရတယ်အဲ့တော့ဒီနေ့ပြုံးတဲ့မူကောင်းတဲ့ခန်းလေးကိုကျွန်တော်လည်းပြပြပါလေကားကွယ်ကိုလည်းတန်စကာတက်ပြီးတဲ့အတွက်ကြောင့်မလို့ကျန်တဲ့လုံခြုံမှုပိုင်းမှာလည်းအားကောင်းတယ်ဝေဒနာမှာလည်းကျွေးဘက်ကပ်ပြီးတဲ့ဆန်းရှိတ်လည်းတက်ပြီးတဲ့အတွက်ဒါအားလုံးဘာမှတိတ်ထွေရှူလုပ်ပေးစရာမလိုဘူးပေါ့နော်PDT က1854ခုအကျယ်ဒီကန်ကန်ဖွဲ့ပြီးရတယ်ဒီအလေးကိုဝင်မယ်ဆိုရင်အခုနှလုံးပါနော်ပါကင်ချင်းပြီးရတယ်ကိုရီးယားပါကင်ချင်းပြီးရတယ်ဒါကရေးဆိုရင်ဒါကခိုင်းနေတယ်ပုံလုပ်ပေးရတယ်နော်အဲ့တော့အခန်းလေးမှာအတွင်းကဘယ်လိုဖွဲ့ရလဲအခန်းလေးဘယ်လိုရှိကြလဲဆိုတော့ကျွန်တော်လိုက်ပြမယ်နော်ဖြီးဒါအခန်းကန်ဖွဲ့ပြီးအခန်းကိုစလိုက်ပြီးနားနဲ့လုပ်ပြီးရတယ်ကျင်းနေဆိုရင်မိသားစုနေလို့ကောင်းတယ်အဲ့ဒီမှာ air con တစ်လုံးပါတယ်နော်နိုင်နေပါညာလေးလုပ်ပြီးသားရှိတယ်လို့ဆိုလို့ဒီခက်နေတယ်အဲ့တော့မီးဘူးအကြောင်းကိုကျွန်တော်ဆက်မယ်နော်ဒါကနောက်ပြီးမီးဘူးအကြောင်းမှာယူချင်းတိုင်းအိမ်တန်ပါမယ်နောက်ပြီးမီးဘူးအကြောင်းတော့အရင်ကပြီးလာပါမယ်နောက်ဒါကကျွန်တော်မပြီးနာဒီတန်လက်ရှိနေယူမီနေတဲ့အခန်းဖြစ်တဲ့အတွက်တော့နည်းနည်းရှုပ်ပတ်လို့ကျင်းနေထင်ရပြီပဲနောက်ပြီးတော့ကျွန်တော်ကြည့်တယ်ဒါနဲ့ချိန်နဲ့ရင်းတဲ့တယ်လို့ချိန်ကြည့်ရင်းတဲ့တာစိုက်ဖို့ပဲကြည့်တယ်မြေကြည့်လို့ကြည့်ရတယ်အဲ့တော့ကျွန်တော်ပြောချင်ခုနထူးခြားတဲ့ခန်းတော့ကျွန်တော်ပြောချင်တာဒီဈေးကဈေးက1250ကြားထဲမှာဒီလိုခံပြီး1650ဒီအခန်းတစ်ခန်းဖွဲ့မယ်ကိုရီးယားပါတီခင်မီတာရဲ့ကိုနှလုံးပါရအခန်းတစ်ခန်းကိုကျွန်တော်တို့ရဝယ်ရောင်းသမားတွေအတွက်လုံးဝအဆင်ပြေเนาะအဲ့ဒီမှာဒီမျိုးကြောင့်ကျူကန်းလေးကပ်ပြီးသားလေးပဲကျူကန်းခင်မီတာလေးပြီးမျိုးခုံနေတယ်ကျူကန်းကပ်ပြီးသားတွေ့ပြီเนาะဒီကန်းနေတာလေးကျူကန်းကပ်ပြီးသားလေး၅ပေမြေလောက်ကိုကျွန်တော်တို့ကျူကန်းကပ်ပြီးသားเนาะโอเคအဲ့တော့ဒီကန်းလေးကကျွန်တော်ကပြောထူးခြားတယ်ဝယ်အောင်ကောက်လို့အဆင်ပြေမဲ့အခန်းလေးဖြစ်နေဈေးနှုန်းကျွန်တော်ထပ်ပြောပြမယ်ဈေးနှုန်းက1250ကျွန်တော်ရှော့ပေးမယ်ကျွန်တော်လည်းဝယ်မယ်ဆိုရင်ကျွန်တော်ဈေးထပ်ညှိပေးရမယ်เนาะကျွန်တော်လည်းဒီလိုထပ်ညှိပေးမယ်ဒီဘက်မှာလည်းနောက်ဝင်းကြီးကဘယ်မှာတော့ထပ်ပါသေးတယ်ဘေးမှာလည်းတိုက်အမြင့်မရှိဘူးဘယ်ရောညာရောတိုက်မရှိတော့လေဝင်လေထွက်ကောင်းတယ်လင်းရန်ကောင်းတယ်ဒီကြောင့်မလို့ကျွန်တော်တို့မီးပြည့်တယ်ပေါ့ဗျာအင်ဗာတာလည်းမရှိဘူးဘာမှလည်းမရှိဘူးဆိုရင်တော့နှစ်ဖက်လုံးကဒီကားခုနကလည်းလေးနေရပဲညဆိုလို့ရှိရင်လေတကူးကူးနဲ့အဲကွန်မလို့ဘူးဒါပေမဲ့အဲကွန်နှစ်လုံးကျွန်တော်ထည့်ပေးရတယ်ကျင်းကျွန်တော်ပြောရတဲ့ stand နဲ့ပတ်လာဈေးလုံးအပြည့်ရတယ်1250ဖြစ်တဲ့ကြောင့်လို့ရင်းနှီးမြုပ်နှံမယ်ဆိုရင်လုံးဝပြည့်ပြည့်ခံစီတယ်ဆိုတော့အားလုံးသိပြီနော်အဲ့တော့ဒီတိုင်းလေးစိတ်ဝင်စားဆက်သွယ်ကြည့်ကျွန်တော် foreign bank ခုံ11995အောင်ခုပဲဆက်သွယ်ပြီးခွင့်ရရိုက်လိုက်ပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ SGD တရားနေပြပါတယ်